taxi နံပါတ်ကိုမှတ်ထားပြီးတတိထားပြီးရှောင်ကြပါဘာလို့လဲဆိုတော့ဒီ taxi ကလိုက်ပြီးတော့တိုက်တယ်ပြီးတော့လို့ရှိရင်မတက်တဆရှော့ချေးတောင်းတယ်မနေ့ကအိမ်လေးတို့ကိုယ်တိုင်ကြုံကြရတာရန်ကုန်မြို့မှာဒီလိုမျိုး taxi တွေကိုထောင်ပြီးတော့အစီး90လောက်ထောင်ထားပြီးတော့ workshop ဆရာနဲ့ပါပြီးတော့ငွေလိမ်စားနေရတဲ့ဘွဲတွေအများကြီးရှိပါတယ်ဆိုတော့ဒီကလည်းအဲ့ဒီကဒစီပဲဖြစ်မလားတော့မသိဘူးဒီနံပါတ်ကိုတော့တခြားမှတ်ထားအိမ်လေးတို့မနေ့ကကြုံကြရတိလိษံဝင်ရှိပါပေါ့နော်အိမ်လေးတို့ကားကိုဘေးကနေအတင်းပုတ်ဆွဲသွားတယ်ဆွဲသွားပြီးတော့ကျွန်တော် तू ကဆင်းလာပြီးရတယ်တခါဓာတ်ပုံတွေတစ်ဖြည်းဖြည်းရိုက်တယ်ရိုက်လဲပြီးလဲပြီးတော့အလုံးဝအဲ့ကားကိုရွှေ့လိုက်ငါတို့ညှိကြမယ်လို့ပြောတာတော့မှတော့လုံးဝမရွှေ့ပေးပဲနဲ့ဒါရဲခေါ်တဲ့ခါကျမှပေါ့နော်ရဲကဒီမှာဟိုဟာပေါ့တခြားမြင်ရအောင်လို့ဘလို့ဖြစ်သွားတယ်ဆိုတာကိုအဲ့နဲ့အိမ်တို့တော့မဟုတ်ဘူးငါတို့ရှင်းပေးမှာဆိုတာကိုသူတို့ကအိမ်လေးတော့ပဲမောင်းပြီးထွက်ပြေးမဲ့ပုံစံမျိုးနဲ့လုံးမဖယ်ပေးအဲ့အိမ်လေးလည်းပဲငါတို့ဒီမျက်နှာတွေကထွက်ပြေးမဲ့မျက်နှာတွေလားပေါ့တည်မလားအိမ်လေးကိုယ်တိုင်ဆိုလို့ရှိရင်ဒီမျက်ခွက်ကြီးနဲ့ထွက်ပြေးလို့မရဘူးကွတည်မလားတိနေရအောင်လူတွေကအဲ့နဲ့အဲ့လိုမျိုးပြောတော့ခါကျတော့တော့အဲ့လုံးဝမရမယ်နဲ့ဝီတက်မပေးမချင်းဒီကောင်းကိုမရွှေ့ပေးဆိုအဲ့နဲ့အဖေကနေပြောသူ့ဝီတက်ပေးလိုက်တာဒါတော့မှအဲ့နေရာနေပြီး15မိနစ်လောက်အဲ့နေမှာပွဲခံနေရနော်ကားကိုမရွှေ့ဘူးတိုက်တဲ့နေရာမှာလမ်းတွေလည်းလုံးဝပိတ်ပြီးကြမ်းဖြစ်သွားတယ်သူအဲ့လိုမျိုးလုပ်နေပြီးလဲပြီးတော့ကားကိုဝီတက်ပေးလိုက်တယ်ရွှေ့ပေးပြီးလဲပြီးတော့အဲ့လေးတော့ညှိဖို့အတွက်ဘာလုပ်ပေးရမလဲငါတို့ကား workshop စီကိုလိုက်ခဲ့ဘာညာခေါ်တာတော့မှလုံးဝမလိုက်ဘူးသူ့ရဲ့ workshop ဆရာကိုဖုန်းလမ်းဆက်တာပေါ့နော်လမ်းဆက်ပြီးတော့ကျွန်တော်ဟိုကလည်းသူ့ရဲ့တိုက်တာတော့မမြင်ရသေးဘူး3သိန်းလို့တခါလေးပြောပြီးသွား3သိန်းပေးရမယ်တဲ့အဲ့မှာသူတိုက်ထသူ့ကိုတိုက်မိတာလေးကဒါလေးပဲအဲ့လိုပုတ်မိုံနေပဲ Ravin တိုင်အောင်ပြောက်မဲ့ဟာကို3သိန်းတောင်းတာဟိုကမြင်လည်းမမြင်ဘူးတခါသူရိုက်စားလုပ်ပြီးသားနော်အဲ့လိုပြောတော့ကျွန်တော်အဖေကမဟုတ်ဘူးငါတို့ပေါ်ရီုံလိုက်ခဲ့လိုက်ငါလုပ်ပေးမယ်အဲ့လိုပြောကြမရဘူးတဲ့ပြင်းနဲ့တော့လုံးဝအော်တာတော်တော်ဟိုရှက်သွားအောင်မဲလားဘယ်လိုလဲတော့မသိဘူးပေါ့နော်သူ့ရဲ့သဘောယူကအတင်းနေအော်ကြီးဟစ်ကြလို့တော့အိမ်လေးကိုအမဘေးနားမှာရှိတဲ့ taxi ဆရာကြီးတွေကပါလာပြောလဲဆိုတော့ညီမလေးပေါ့နော်နင်တို့တိတဲ့ယောက်ျားလေးတွေကိုခေါ်လိုက်ပေါ့ခေါ်ပြီးဖဲလိုက်ဒီကောင်မရဘူးဒီတိုင်းလှုပ်လိုက်မယ်နော်နင်တို့ဆိုပြီးတော့အဲ့လိုမျိုးလာပြီးသတိပေးတာဘေးကလူတွေက taxi ဆရာတွေကပဲသူကလည်းသူ့ကိုတင်မှာဘေးက taxi ဆရာတွေကဝိုင်းအောင်ပြီးတော့သူ့ကိုလိုက်ပြောဟို cover လုပ်ပေးမယ်လို့ထင်လို့လားမသိဘူးလိုက်ပြောတာဟိုဟာတွေကသူ့အကြောင်းသိနေတော့ကျွန်တော်လုံးဝဂယူးမဆိုင်ဘူးသူ့ကြည့်လည်းမကြည့်ဘူးပြောလည်းမပြောဘာမှလည်းပြန်မဖြေဘူးအဲ့နဲ့ပြီးသွားတဲ့ခါကျတော့သူကနေပြီးတော့အဲ့နာမှာတနားကြီးကြောင်အချိန်ဖြုံးနေအဲ့နဲ့အဖေကနေပြီးသူ့ကိုပြောမင်းဒါဆိုလို့ရှိရင်လည်းမင်းရှိရတော့ငါနောက်ကလိုက်ခဲ့မယ်လို့ပြောတော့ကျွန်တော်ဟာနဲ့မရဘူးလေဒီပါလေ gas ကကုန်နေပြီးတဲ့ထည့်လို့မရထည့်ရမှာတော့ပြီးတော့တန်းစီပြီးထည့်အောင်မှာကြာအောင်မှာလေဟိုလေဦးလေးဖုန်းနံပါတ်ပေးထားလိုက်တယ်အဲ့လိုမျိုးပြောကျွန်တော်အဖေကနေပြီးကောက်မိတာငါဖုန်းနံပါတ်ဆိုပေးလိုက်တာပေးလေပြီးတော့သူကနေပြီးတော့ iPhone နံပါတ်ကိုသူယူသွားယူတော့ကျွန်တော်ဖုန်းနံပါတ်ကိုရိုက်တာတော့သူလက်တီတုံနေနည်းနည်းဆေးပဲကြောင်နေရလားရက်သမားပဲလားတော့မသိဘူးပေါ့နော်အဲ့လိုတွေဖြစ်နေပြီးတော့ကျွန်တော်သူထွက်သွားအမှအချိန်အကြာကြီးသူယူလိုက်တယ်နော်ယူလိုက်ပြီးညနေစောင်းတဲ့အချိန်ကျမှအိမ်လေးအဖေကိုဖုန်းလာဆက်တာသူ့ထင်ကအိမ်လေးအမေရဲ့အိမ်လေးအဖေရဲ့3ယောက်ထဲဆိုတော့ तू ကဘာသဘောနဲ့လည်းမသိဘူး तू ကအဲ့လိုညနေစောင်းမှ तू ကချိန်နေနေရလဲပဲနေရလဲဒီလားမြောက်တကုံမှာအိမ်လေးတို့ဒီမောင်းမကန်လမ်းမှာပဲလုံးဝနဲ့အဲ့လိုလူပြက်ပြီးတော့ဘယ်သူမှမရှိတဲ့နေရာမှာ तू ချိန်တာနောက်ဆိုနေဝင်မယ်တယ်မသူ့အကြံစီကအိမ်လေးတို့ပတ်စံဟိုသူညှစ်မယ်ပေါ့တယ်မလားနိုင်တယ်လောက်ညှစ်ပြီးတော့လို့ရှိရင်ဝိတက်ပြန်မပေးဘူးဆိုတဲ့ပုံစံမျိုးအိမ်လေးတို့ကသူ့ဝိတက်ပေးထားရတာအဲ့တော့ကျတော့ဒီလူကအဲ့မှာအဲ့အချိန်မှာချိန်တော့ကျတော့အိမ်လေးဖေကနေပြီးတော့သူ့တငယ်ချင်း2ယောက်ကိုသူခေါ်သွားတာအဲ့မှာခေါ်သွားပြီလို့ပဲနော်ဘာအောင်မင်းနေလဲဟိုမှာ तू ကလူ3-4ယောက်လောက်ကို तू ခေါ်ထားပြီးတိုင်းလက်ဖေးဆိုင်တယ်မှာအဲ့လက်ဖေးဆိုင်နေစောင့်နေမယ်ရွှေကန်းကော်ထဲမှာလေလက်ဖေးဆိုင်နေစောင့်နေမယ်ဆိုပြီးအဲ့လိုမျိုးပြောတော့ကျတော့အဖေကလည်းလိုက်သွားတာပေါ့နော်လိုက်တော့အထဲမှာလက်ဖေးဆိုင်ထဲမှာသူ့လူကြီးပဲ3-4ယောက်လောက်ရှိရအဲ့မှာစောင့်နေအိမ်လေးတော့အစတည်းတွက်ပြီးသားပဲဒီလိုလုံမှာပဲဆိုတော့တွက်ပြီးသားပဲအဲ့တော့အဖေကသူ့တကယ်ချင်းသူခေါ်သွားပါတော့ခေါ် workshop ဆရာကိုပြော Ravin ဘူးပါယူသွားပြီးတော့ဒီမှာအခုငါတိုက်ပြမယ်ဒီဟာကိုငါအခုတိုက်ပြမယ်အဲ့အချိန်ကြီးမပြင်ရသေးဘူးနော်သူပြောတာပြင်ပြီးွားရင်ဖုန်းဆက်မယ်တဲ့ workshop ရုံကိုဆက်မယ် workshop ရုံကိုသွားမယ်ဦးလေးကနောက်ကပတ်စံပေးပါလို့သူပြောသွားတာအင်းလေးတို့ workshop ရုံကိုသွားမယ်ပတ်စံပေးပါလို့ပြောသွားပြီးတော့ကျတော့အဲ့လက်ဖေးဆိုင်မှာချိန်တာဘာ workshop ရုံမှလည်းမတော်ဘူးပြီးလေပြောအိမ်လေးကနေပြောငါတိုက်ပြမယ်ငါတိုက်ပြရမလားဆိုပြီးပြောတဲ့အခါကျတော့ပတ်စံ3သိန်းကနေပြီး2သိန်းနဲ့နောက်ဆုံးသူညှိလာခဲ့ရနောက်ဆုံး2သိန်းပေးခဲ့ရအင်းလေးပြချင်တာသူ2သိန်းတောင်မပေးချင်တာ2သိန်းတောင်မပေးချင်တာအဲ့လိုမျိုးရုံးမှာလို့ကို2သိန်းတောင်ပေးဒါပေမဲ့သူ2သိန်းပေးလိုက်တယ်သူတို့ဒါခွဲယူလိုက်ကြမှာပဲတဲ့မှာအဲ့နဲ့အဲ့ဘီနောက်ကလိုက်လာတဲ့သူတွေပေါ့နော်တွတ်မိတယ်မင်းတို့ကဘာလို့လာတာတော့မင်းတို့ဘာလို့ဖို့တော့လို့မျိုးမသိဘူးသူကလာခဲ့လို့ပြောလို့လေသူကလိုက်လာတာဆိုပြီးပြောတယ်ဟိုဆိုလိုတာကအိမ်လေးတို့ပဲသွားမယ်မိန်းကလေးတွေလည်းပါတယ်ဆိုလို့ရှိရင်သူတို့ဘယ်လိုငွေညှစ်မလဲဘယ်လိုတွေလုပ်မလဲဆိုတာမတွေးရဲစရာပေါ့နော်